ကဲဒါလေးတွေကတော့စင်မကျော်ညီမလေးကလူကြုံနဲ့လှမ်းမှအားပေးတဲ့ဟင်ပွဲလေးပေါ့နော်ဒါလေးကတော့ပစွန်တန်ဘူးအားကြောင့်ပွဲသေးတစ်ပွဲပါရှင်ဒါလေးကပင်လယ်စာအစုံရှန်ကောလေးကတစ်ပွဲရေဒါလေးကတော့ပင်လယ်စာအစုံထောင်းလေးတစ်ပွဲပေါ့နော်ဒါလေးကပင်လယ်စာအစုံထောင်းလေးတစ်ပွဲပါရှင်ကဲဒီသုံးမျိုးကတော့စင်မကျော်ညီမလေးတူဦးတဲ့အမှားလေးပါရှင်ကဲလူကြုံတဲ့တကူတကလှမ်းပြီးတော့အားပေးတဲ့အတွက်လဲကျေးဇူးအထူးပါညီမလေးရေကဲဒါလေးကတော့ပင်လယ်စာအစုံရှန်ကောရေပင်လယ်စာအစုံထောင်းလေးရေဒါပဲစွန်တန်ပရာကြောပွဲလေးပါရှင်အထောင်းလေးကိုလည်းသူကမုံဘက်ကလေးနဲ့စားခြင်းလို့မုံဘက်ကလေးထည့်ခိုင်းလို့မုံဘက်ကလေးကိုမြ မြလေးထည့်ပေးလိုက်တယ်နော်ညီမလေးရေကဲအထောင်းလေးလည်းထိမိခွေဖြစ်အောင်ထောင်းပေးထားပါရဲ့ရှင်ဟင်းပွဲလေးတွေအားလုံးအသေးချာနေရရှယ်လေးတွေလုပ်ပေးထားတာမို့အရသာရှိပြီးတော့ခရင်းမိန်ပါစိမ့်မလေးရေ